ကိုပိုင်ဇလန်းတွေရဲ့အရေးပါမှုပထမဆုံးပြောချင်တာကအချက်လက်တွေကပညာသင်စုကိုမရစေပါဘူးမင်းရဲ့ဇလန်းကသာဒီရွေးချယ်သူတွေရဲ့နှလုံးသားကိုထိမှာဖြစ်ပါတယ်ဥပမာကျွန်တော်စူးစမ်းတတ်တဲ့ចောင်းသားပါလို့ပြောစရာမလိုပါဘူးမင်းရဲ့ဘဝအစစ်အမှန်ဖြစ်ရတွေကိုပဲပြသလိုက်ပါဥပမာထားပါတော့ကျွန်တော်ပညာရေးကိုဂရုစိုက်တယ်လို့ပြောမယ့်အစားတနင်္ဂနွေနေ့တိုင်းကျွန်တော်နိုင်ခွက်လမ်းလျှောက်ပြီးတော့ဒီကျောင်းမတက်နိုင်တဲ့ဒီမြို့ရွာကကလေးတွေကိုအင်္ဂလိပ်စာသင်ပေးတယ်အခုဆိုရင်ကျွန်တော်လိုဆရာဖြစ်ချင်တဲ့တပည့်တိုင်းတယောက်တောင်ကျွန်တော်ရနေပြီဗျစီဒီဇလန်လေးတစ်ခုကကျွန်တော်ပြောင်းလဲမှုလုပ်ချင်တယ်လို့10ကျောင်းရေးတာထက်ကိုပို့ပြီးတော့အတိတ်ပဲရှိပါတယ်ဒါကြောင့်ပြောမယ့်အစားဥပမာနဲ့သက်သေပြပါဒါမှမင်းရဲ့အစေးကမှတ်မိလွယ်မယ်ရေးချယ်သူတွေရဲ့ရင်ဘတ်ကိုထိမယ်